ကဲညီကိုတလုံးမယ်မင်္ဂလာပါဒီနေ့ကတော့ပွဲတွေကတော့ကျွန်တော်တို့ preliminary ပွဲတွေအမှတ်ပေးပွဲတွေပြန်စပြီဆိုတော့ဒါသူတို့အနေနဲ့ကတော့နားရပါပြီနဲ့ဒီလို IMP လောက်ပြီးထင်တယ်အကြောအခုဒီမနေ့ကဒီကျွန်တော်မနေ့ကပေးခဲ့တဲ့ပွဲတကယ်မာစီးပွဲကြီးတကယ်ဂိုးပေါ်တင်တဲ့ပွဲကြီးဗျပန်နန်တီတောင်လွဲလျှော်ခဲ့တဲ့ပွဲကြီးမနေ့ကမာစီးကျွန်တော်အပေါ်ကြီးထိုင်လိုက်တယ်ဆိုတာမာစီးအနေနဲ့ကိုရနိုင်တဲ့အခြေအနေရှိတယ်အဲ့ဒါကြောင့်အဓိကပြီးတော့ပရက်ကလည်းကိုရနိုင်တဲ့အခြေအနေရှိတဲ့အတွက်ကြောင့်ကျွန်တော်အပေါ်ကြီးထိုင်လိုက်တာအဲ့ဒီမှာပရက်ကကိုရပြီးတော့မာစီးကကိုမရလိုက်ဘူးမနေ့ကအပေါ်ကြီးမနေ့ကအဲ့မာစီးပွဲတကယ်အပေါ်ကြီးသွားတဲ့ပွဲကြီးအပေါ်ကြီးမသွားဘူးအဓိကပန်နန်တီလွဲသွားတာကြောင့်ပေါ်ကြီးမသွားလိုက်ရတာကျွန်တော်မနေ့ကဒီဘီဘာအိုတပွဲပဲရတယ်ဘီဘာအိုတပွဲဘော်ဒီပဲကျွန်တော်တို့ဒါအတော့စားနေရလိုက်တယ်မနေ့ channel ထဲမှာတော့ဒါကျွန်တော်ဒီဘီဘာအိုလည်းကျွန်တော်ပြန်ပေးတယ်ဘီဘာအိုကျတော့မနေ့ကလည်းဒီဘီဘာအိုကျတော့ကျွန်တော်တို့ဒီမပေါ်ပြီးကန်ဒီမှာကျွန်တော်တို့ဟိုပေါ်သွားတဲ့ပွဲစောပိုင်းနေနေရတကူမှမရှိသေးပဲနဲ့နောက်ပိုင်းကျမှကျွန်တော်တို့အပေါ်ကြီး2-1ထိသွားတဲ့ပွဲဖြစ်သွားတယ်အပေါ်ကြီးဖြစ်သွားတယ်မနေ့ကကျွန်တော်အောက်ကြီးထိုင်တာမနေ့ကအိုက်ဟွာဘီဘာအိုပွဲအောက်ကြီးထိုင်တာကိုရင်းနဲ့အောက်လောက်ပြီပေါ့ဒီမကိုအဲ့လောက်ကြီးမပြတ်လောက်တော့ဘူးထင်တာပေါ့3လုံးကြီးကတော့မပြတ်လောက်ဘူး1-1လောက်ပဲသွားမယ်ထင်တာ1မသွားဘဲနဲ့နောက်ဆုံးမှဒီက AG ကိုရသွားတယ် AG ကိုရသွားတဲ့အတွက်ကြောင့်ဖြစ်သွားတာ2-1ဖြစ်သွားတာAG ကိုမရနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့2-0လောက်တော့သွားမယ်ဒီလိုမရနိုင်1-0ပေါ့အဲ့လောက်ပုံစံနဲ့သွားမယ်ထင်တာမနေ့ကအဲ့ channel မှာကျွန်တော်ပေးတာအောက်ကြီးကလည်းကျွန်တော်ကြာသွားတယ်အောက်ကြီးပေးခဲ့တာဒီ၄ပွဲပေးခဲ့တာမနေ့က၄ပွဲက2ပွဲကြာသွားတယ်တကယ်မာဆေးပွဲကလည်းရမယ်ပေါ့ရမာဆေးပွဲကမရ2ပွဲပဲရတယ်မနေ့ကညဒီနေ့ကျွန်တော်ဒီကိုစိတ်ကြိုက်ဖြစ်မဲ့3ပွဲလေးပေါ့ဒါကိုညီကိုတွေနဲ့လည်းစိတ်ကြိုက်ဖြစ်မဲ့ဈေးတန်းလေးကြည့်ပြီးတော့ပဲကျွန်တော်တို့ကြည့်ကြရအောင်ဒီနေ့ကျွန်တော်ဒီ3ပွဲ4ပွဲလောက်တော့ရှိရင်ပြရွေးချယ်ထားတာစိတ်ကြိုက်လေးတယ်ဒီဝဟန်နဲ့ကျွန်တော်တို့ဒီဝဟန်နဲ့ပြီးတော့ဂျူပင်းဝဟန်နဲ့ဘောမောင်ရဲ့ဂျူပင်းရဲ့ကိုမိုးရဲ့ပြီးတော့မန်စီးရီးရဲ့နျူကာဆယ်ရဲ့ပြီးတော့အဆာဆူနာရဲ့ကျွန်တော်တို့မက်ဒရစ်ဒီ၄ပွဲလောက်တော့ကျွန်တော်ဒီရွေးချယ်သုံးသက်ပြီးရှိပါတယ်အဲကြောင့်ကိုယ်နဲ့ကြိုက်လို့မှကျွန်တော်ရွေးချယ်ပြီးတော့ကစားလို့ရတာပါဗျာအဲ့တော့ဒီပထမဆုံးအနေနဲ့ကဂျူပင်နဲ့ကျွန်တော်တို့ကိုမိုဂျူပင်နဲ့ကိုမိုနဲ့ကအခုလက်ရှိဈေးတန်းကဂျူပင်ကပေးတာဗျ level 80အဆုံးဒါကပေးတဲ့ဈေးတန်းလားဆိုတော့ပေးတဲ့ဈေးတန်းလို့တော့ထင်တာပဲရလက်မကောင်းတာဒါပေမဲ့အိမ်ကွင်းဖြစ်တဲ့အတွက်ကြောင့်ချပေးမှာပဲဒီဂျူပင်ကတော့ဂျူပင်ကလည်းကျွန်တော်တို့ကောင်းတဲ့အသင်းနဲ့တင်မယ်အခုသူပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာတိတ်ပြီးတော့ဒါနိုင်ပွဲတံမရှိတာနိုင်ပွဲတံမရှိတာသူကစားခဲ့တဲ့ပွဲတွေကကိုရနိုင်တဲ့ပွဲတွေပဲကြည့်ပဲဆိုတော့ဒါဒီဈေးတန်းအနေနဲ့ကတော့ဒါပေးတဲ့ဈေးတန်းလို့ဒါကျွန်တော်အနေနဲ့တော့ထင်တာပဲရောလက်ရှိ level 90အရှုံးကိုပေါင်းဈေးအနေနဲ့ကနှလုံး80အရှုံးပေးထားတယ်အဓိကကျွန်တော်အပေါ်ဈေးသွားမလားကိုမူကအခုလက်ရှိမှာတိတ်ပြီးတော့နိုင်ပွဲတာပြောင်းနေတယ်နိုင်ပွဲတစ်ပွဲပဲရှိခဲ့တယ်အတူတူပဲကျွန်တော်ဂျူပန်နဲ့ပွဲမှာလဲဒါဂျူပန်နဲ့ပွဲရလဲတစ်ပွဲပဲရှိတယ်ဂျူပန်ကလည်းနိုင်ပွဲတစ်ပွဲပဲရှိတယ်ပါမအိမ်ပွဲမှာအပွဲမှာအဲ့ပွဲမှာဂျူပန်ရဲ့ပွဲမှာတရေတစ်ပွဲပဲရှိတယ်လာစီနဲ့ပွဲမှာကိုမိုကနိုင်ပွဲတစ်ပွဲပဲရှိတယ်သူလဲရှုံးပွဲတစ်ပွဲရှိတယ်တရေက3ပွဲတည်အောင်ရှိတယ်ရလကကျွန်တော်တို့မရှုံးတာနဲ့ဆိုင်ကျွန်တော်တို့တရေရလကတော့ဒါကောင်းတယ်ဗျပြောမယ်ဆိုရင်တော့အခုလက်ရှိမှာကိုမိုအဝေးကွင်းကောင်းတာဆိုတော့အဝေးကွင်းနဲ့အနေနဲ့ဒီတပွဲပဲသူ့အနေနဲ့အနိုင်ရရှိခဲ့တယ်ဒါ2ပွဲတည်ကြခဲ့တယ်နောက်ဆုံးသွားတဲ့ပွဲမှာလည်းဒါ AC Milan နဲ့ပွဲမှာ1-1တည်ကြခဲ့တယ်အဲ့ကြောင့်သူတို့ထိတ်တွေ့ဆုံခဲ့တဲ့ပွဲတွေတစ်ချက်ပြန်ကြည့်မယ်ဆိုရင်ကိုမိုအိမ်ကွင်းလုံးမှာတပွဲနိုင်တပွဲအရှုံးနဲ့3ပွဲပဲရှိတယ်သူတို့ဟာတူရဲမှာဂျူပင်အိမ်ကွင်းမှာတော့ဒါ3-0ထိအောင်ကိုပြတ်အနိုင်ရရှိခဲ့တဲ့ပွဲရှိတယ်ဗျဒါကတော့2024နောက်ပိုင်း2025ခုနှစ်ပွဲတွေမှာတပွဲနိုင်တပွဲအရှုံးကိုမိုအိမ်ကွင်းမှာ2-0နဲ့ဒါအနိုင်ရရှိခဲ့တယ်ဂျူပင်အိမ်ကွင်းမှာ3-0နဲ့ကိုပြတ်အနိုင်ရရှိခဲ့တဲ့တပွဲရှိခဲ့တယ်ကြောင့်အခုလက်ရှိမှာအများတို့ဘယ်လိုရွေးမလဲဂျူပင်ကအခုလက်ရှိမှာအိမ်ကွင်းမှာလက်သေးနဲ့ဒူးတည်ကစားထားတယ်ပြီးတော့ကိုမွန်လည်းပြီးခဲ့တဲ့နောက်ဆုံးစားတဲ့ပွဲမှာတည်ကစားထားတယ်သူတို့နှစ်ပွဲကကျွန်တော်တို့ဒီတည်ပွဲမရှိသေးဘူးသူတို့ပွဲကတည်ပွဲမရှိသေးတဲ့အတွက်ကြောင့်အိမ်ကွင်းကို level 90အရှုံးပေးပြီးတော့ရင်းမလားဒါမှမဟုတ်ကျွန်တော်တည်ပွဲမရှိသေးတဲ့အတွက်ကြောင့်တည်ဖြစ်နိုင်ရင်ရှိလားဆိုတော့တည်ဖြစ်နိုင်ကြီးက
ပြီးတော့ကိုမောလည်းကျွန်တော်တို့တရေပွဲတွေကြီးများနေတယ်ဆိုတော့အဓိကကောင်းတာကျွန်တော်တို့ကိုမောကတရေပွဲတွေများတယ်ကိုအဲ့လောက်ကြီးပေါက်တဲ့အတင်းအတင်းမဟုတ်ကိုဒီတစ်ဖက်အတင်းအောင်ကိုတအားကြီးပေးတဲ့အတင်းအတင်းမဟုတ်ကိုမောကအခုလက်ရှိနောက်ဆုံးကစားတဲ့9ဘွဲကိုတစ်ချက်ပြတ်ကြည့်မှဆိုရင်အကြောကိုမောနေတဲ့တာကျွန်တော်ပို့ပြီးတော့ကောင်းပါတယ်အဆွေအနေနဲ့9လျှောက်ဆိုတော့ကိုမောဘော်လေးပဲထိုင်တာကောင်းပါတယ်အကြောကျွန်တော်ကကိုမောဘော်လေးကြိုက်ပါတယ်နောက်တစ်ပွဲအနေနဲ့ကကျွန်တော်ဒီဝဟန်နဲ့ဘုံမောက်ဝဟန်နဲ့ဘုံမောက်ကအခုလက်ရှိမှာကဈေးတန်းကဝဟန်ပေးတာတဲ့တည်ပေါ့အခုလက်ရှိရတော့ဒါလည်းပဲတည်ပေါ့3လုံး30အစားပေးထားတယ်3လုံးမှာကျွန်တော်တို့3လုံးမှာကျွန်တော်တို့10ပဲပေးစားရတယ်ဗျကျွန်တော်ပုတ်ကြည့်ပြ3လုံးမှာ10ပဲပေးစားရတယ်3လုံး10ပေးစားထားတာသူတို့ထိတ်တိုက်တွေ့ဆုံပွဲတွေပြန်ကြည့်မယ်ဆိုရင်ဒါတည်ပွဲတွေများတယ်တည်ပွဲများတယ်ဒီဝဟန်အိမ်ခွင်းမှာလဲဒါတည်များတယ်နိုင်ပွဲတစ်ပွဲပဲရှိတယ်2024မှာတစ်ပွဲပဲရှိတယ်တည်ပွဲသူတို့အပွဲတည်ပွဲတော်တော်များတယ်အခုလက်ရှိမှာဒီအခု2025 3ပွဲမြောက်မှာ2ပွဲတည်တူ2ပွဲတည်ဒါဘောမော့အိမ်ခွင်းမှာ Z2 ဒါကတော့ကားရကလပ်ပွဲ Z2 နဲ့ဒါအနိုင်ရရှိခဲ့တယ်ဒီ Premier League ပွဲတွေမှာတော့ဒါတူနဲ့တည်ပွဲတွေကြီးကစားတာဒီ2ပွဲဒီ2သင်းอ่ะအခုလက်ရှိမှာ68ဆိုတော့ဝဟန်အနေနဲ့ကတော့အဆင့်78ဟိုအတန်းစင်အသင်းဖြစ်တယ်ပြီးတော့ဘုံမောက်အနေနဲ့ကအခုလက်ရှိမှာအဆင့်9ရမှတ်အနေနဲ့30ခုပြီးတော့ဝဟန်အိမ်ခွဲမှာဆန္ဒလနဲ့တပွဲတွေ့ခဲ့သေးတယ်နော်ဆန္ဒလနဲ့30ရှောက်ရှိတယ်ရမှတ်30ရှောက်အဆင့်ရမှတ်30ရှောက်အဆင့်ကဆင့်7ရှိတယ်အဲ့တုန်းကဝဟန်အိမ်ခွဲမှာဆန္ဒလအောင်3-1နဲ့ဒါကိုပြတ်အနိုင်ဖုတ်ခဲ့တယ်အဲ့တပွဲလည်းရှိတယ်မန်ယူနယ်ပွဲလည်းတရေပွဲရှိတယ်ဆိုတော့ကျွန်တော်ကအိမ်ခွင်းကိုပို့ပြီးတော့ကြိုက်တယ်တဲ့တရေဆိုတော့ဘယ်လိုပဲဖြစ်ကျွန်တော်တရေကြမယ်ဆိုတော့မဖြစ်သေးဘူးအဲကြောင့်ကျွန်တော်တို့ဒီဝဟန်အိမ်ခွင်းကိုပဲကျွန်တော်တို့နေတာကောင်းပါတယ်ဝဟန်ဘော်ဒီကျွန်တော်တို့ထိုင်အောင်နောက်တစ်ပွဲကကျွန်တော်မန်စီးတီးနဲ့နယူကာဆယ်ဒါတော့တော်တော်လေးများတယ်ရွေးရတာတော့ဒါပေမဲ့ကြိုက်လို့ကျွန်တော်ရွေးချယ်တာဟိုအခုလက်ရှိမှာဒီမန်စီးတီးအနေနဲ့ကတလုံး30အစားကိုကောင်းစေးအနေနဲ့ကကျွန်တော်အရှုံးပေးထားတယ်3လုံး35အရှုံးထီအောင်ပေါက်ထားတယ်မန်စီးတီးပွဲတွေကတော့ဒီရိုဈေးတန်းပဲသွားမှာဗျဘာလို့လဲဆိုတော့မန်စီးတီးကဒီဘာသာပိုင်းနေတိတ်ပြီးတော့ဟောမဖြစ်နော်ပြီးကန်ကြီးတွေပါတယ်ကတ်ပြီးတော့ပေါ်ကြီးတွေသွားတာများတယ်ဗျအခုလက်ရှိအခုလက်ရှိ3လုံး35အရှုံးအနေနဲ့ကတော့ပေါ်ကြီးအနေနဲ့ကကျွန်တော်ကတော့တိတ်ပြီးတော့မကြိုက်တော့အဲ့တကူရှိတယ်ဘာပေမဲ့သူတို့ပြီးခဲ့တဲ့ကစားပွဲတွေမှာ2020နှစ်မှာနောက်ဆုံးပွဲတွေမှာကတော့ဒီအပေါ်ကြီးသွားတာရှိတယ်2025နောက်ဆုံးမှာ4ပွဲတယောက်ရှိတယ်မန်စီးတီးအိမ်ကွင်းမှာ2ပွဲအနိုင်ရရှိတယ်ကိုပြက်တွေကြီးပဲ2025အခုပြီးခဲ့တဲ့ဒီအကြော့23လောက်မှာပေါ့အခု29ဆိုတော့အကြော့23လောက်မှာမန်စီးတီး2ပွဲနိုင်တယ်အိမ်ကွင်းမှာကစားတာအဝေးကွင်းမှာ1ပွဲနိုင်1ပွဲရှုံးတယ်နယူကာဆယ်အိမ်ကွင်းမှာကစားတာအဲ့နယူကာဆယ်ကအဲ့လောက်ဒီကျွန်တော်တို့တိုင်းရှော့တွက်လို့မရတဲ့အသင်းဆိုတာတော့ပြောလို့တော့ရတယ်ဗျနောက်ဆုံးကစားတဲ့ပွဲမှာအခုလက်ရှိမှာနယူကာဆယ်ရှေ့တက်နေတယ်နောက်ဆုံး3ပွဲလုံးမှာ3ပွဲလုံးကိုပြတ်တကြီးအနိုင်ရရှိခဲ့တယ်စပါနိုင်တယ်စရွန်ဘီလာနိုင်တယ်အကုန်3ပွဲလုံးမှာ3ပွဲသလုံးအနိုင်ရရှိခဲ့တယ်ဟောပနဲ့ပွဲမှာလည်းအနိုင်ရရှိခဲ့တယ်ဒါကျွန်တော်အခုလက်ရှိမှာအဆင့်2နဲ့ကျွန်တော်တို့10ရတော့တော်တော်လေးတော့ကွာသွားပြီဗျဒီမန်စီးတီးကလည်းကျွန်တော်တို့အခုဇေယျအထိန်မှာအဆင့်2ဆိုတော့အိုင်းနေရတော့တိတ်ပြီးတော့အမှတ်ကတော့ဒါမကွာတော့ဘူးဗျအဲ့တော့တလုံး30အစားအနေနဲ့ကတော့တိုင်းဒီတလုံးစားဟိုဖြစ်မယ်ဆိုတော့ကျွန်တော်တို့ဘူဂီနီနဲ့ရှပေးတာတလုံးမှာကျွန်တော်30ပဲပေးကျွေးထားတာနှလုံးရှိမှကျွန်တော်အပြည့်နိုင်မယ်ဆိုတော့မန်စီးတီးကိုပြတ်နိုင်တယ်ဗျဒီလိုဈေးတန်းမျိုးကြတော့မန်စီးတီးကိုပြတ်နိုင်တယ်ရှိမယ်လဲကျွန်တော်တို့ဒါပြီးခဲ့တဲ့ထိတ်တိုက်တွေ့ဆုံပွဲတွေမှာကျွန်တော်တာရကားရှိတာပြီဒါသူတို့ဒီမန်စီးတီးအိမ်ခွင်းထဲမှာကိုပြတ်ကြီးအနိုင်ရရှိခဲ့တဲ့တာရကားရှိတာပြီဆိုတော့မန်စီးတီးနေနေဒီတလုံး30အစားလေးနဲ့ကျွန်တော်တို့လောဘမကြီးဘူးဆိုရင်ပေါ့တလုံး30အစားနဲ့နေတဲ့တာပို့ပြီးတော့ကောင်းမှထင်တယ်ကိုပေါင်းစည်းရတော့ကျွန်တော်အောက်ကြီးပဲကြိုက်တယ်ကိုအကျော် body ကတော့မန်စီးတီးပဲကျွန်တော်တို့လောဘမကြီးပဲနဲ့ရွေးတာကောင်းပါလေအကျော်မန်စီးတီး body နဲ့ကျွန်တော်ကဒီဘောမှာကိုပေါင်းအောက်ကိုကျွန်တော်တွဲပြီးတော့ပေးရှင်တယ်ကျော်မန်စီးတီး body နဲ့ကိုပေါင်းအောက်ကိုကျွန်တော်ကကြိုက်တယ်နောက်ဆုံးတစ်ပွဲကတော့ဒီအိုဆာဆူနာတော့ကျွန်တော်ရွေးမှတ်ထရနဲ့အခုလက်ရှိမှာနောက်ထပ်ကပေးတယ်တလုံး35အစား
ကိုပေါင်းစီ3335အစားပဲ30 35အစားအဲ့လောက်တွေပဲပေါက်ထားတာမထွတ်ကအခုလက်ရှိမှာတာရီကိုပြတ်ရှေ့ကြနေကြပြောမှဆိုရင်ရှေ့ကြနေနိုင်ပွဲတွေရှိတယ်ရှေ့ကြတယ်ဈေးဒီဈေးတန်းနေမအောင်တာတွေကများတယ်ဗျအဲ့ရမထွတ်အနေနဲ့တော်တော်လေးရှေ့ကြနေတယ်ဒါပေမဲ့သူတို့ထိတ်တိုက်တွေးဆုံခဲ့တဲ့ပွဲတွေမှာအိုဆာဇူနာ level 2ဒီမထွတ်ကို level 2ကစားနိုင်တဲ့အရေးချင်းရှိတယ်နော်အဲ့တစ်ချက်ဟောဖြစ်ရမှာနောက်ဆုံးကစားတဲ့ပွဲတွေပြန်တစ်ချက်ပြန်ကြည့်ပြောတယ်နောက်ဆုံးကစားတဲ့ပွဲတွေက level 2ကစားနိုင်တဲ့အရေးချင်းရှိတယ်1-1ကစားထားတယ်မထွတ်အိမ်ကွဲမှာဒါ1-0နဲ့ရှုံးနေခဲ့တဲ့ပွဲတော့ရှိခဲ့တယ်ဒါ level 2ကစားနိုင်တဲ့အတင်းသင်းလို့ကျွန်တော်တို့ပြောလို့ရတဲ့အခြေအနေရှိတယ်အစင်တလုံး35အစားအနေနဲ့ကမထွတ်အနေနဲ့ကကိုပြတ်နိုင်မှာမလားအဲ့ဒါပဲကိုမပြတ်နိုင်အောင်ဒီလုံးအသာနဲ့ဆိုရင်တော့ကျွန်တော်တို့ဒါအစားအနေနဲ့3လုံးပြားတော့စားမှာဗျအဲ့ဒီသဘောမျိုးနဲ့သွားမယ်ဆိုရင်တော့အဆင်ပြေနှစ်ပွဲလုံးကတော့ဒီဥစားစုနာကကျွန်တော်တို့ဒီရှုံးပွဲမတွေ့ကြုံရသေးတဲ့အသင်းဖြစ်တယ်တရေပွဲတွေကြီးပဲတရေပွဲ2ပွဲနဲ့ဒါနိုင်ပွဲရှုံးနိုင်ပွဲ3ပွဲတီအောင်ရှိတယ်ကိုဒီ9ပွဲဆက်မှာရှုံးပွဲမရှိသေးဘူးဗျပြောမယ်ဆိုရင်မထွတ်ကလည်းနောက်ဆုံး9ပွဲမှာ19တီအတွင်းသွင်းတာရန်ဒီပရိများစုရရှိတာတဲ့ဒါ3ဂိုးတီအောင်13ဂိုးတီအောင်ဆိုတော့တော်တော်များတယ်ပန်နတီမထွတ်ကပြောမှဆိုရင်ရှေ့ကျနေတယ်ဗျအခုလက်ရှိမှာဒီပေးထားတဲ့ဒီတလုံး35အစားကြီးအနေနဲ့ကတော့ကျွန်တော်ကတော့မစီးအနေနဲ့နေသေးတယ်လို့ပဲကျွန်တော်အနေနဲ့ထင်တယ်အနည်းဆုံးတလုံးအနေနဲ့တော့ပြက်လောက်ပါတယ်အဝေးကွန်းအနေနဲ့မစီးဒီမထွတ်အနေနဲ့အဝေးကွန်းတွေကဒါနိုင်ငံရဲ့ပွဲတွေပဲဥစားစုနာအခုလက်ရှိမှာအိမ်ကွန်းကစားတဲ့ပွဲမှာနှစ်ပွဲသလုံးတစ်ပွဲသေးပေါ်ကြီးသွားတာများတယ်ဗျပေါ်ကြီးသွားတာများတဲ့အတွက်ကြောင့်အခုလက်ရှိမှာသူပြီးခဲ့တဲ့ထိတ်တိုက်တွေးဆုံခဲ့တဲ့ပြန်ကြည့်မယ်ဆိုရင်ဒါနောက်ဆုံး2025ပွဲမှာနှစ်ပွဲပဲဒါအောက်ကြီးသွားခဲ့တယ်အပေါ်ကြီးတော့မသွားသေးဘူးကျန်တဲ့ပြီးခဲ့တဲ့နှစ်တည်းကတော့ဒါအောက်ကြီးသွားခဲ့တဲ့ပွဲတွေတော့ရှိတယ်အခုလက်ရှိကျွန်တော်အပေါ်ကြီးဒီဘိုးပေါင်းကျော်တိတ်ပြီးတော့မနေချင်3335ဆိုတော့ဒါကတော့နေတဲ့နဲ့ကြီးလာဆိုတော့တိုင်းကျွန်တော်တို့ကိုရယူနိုင်မဲ့အခြေအနေမျိုးကြတိုင်းမမှန်နဲ့ပေါ်တာညီကိုတွေပြောချင်တာဒီ3လုံးလုံးနေတဲ့3335အစားအနေနဲ့ကတော့ကျွန်တော်တို့3လုံးလုံးကတော့ပြတ်နိုင်တဲ့အခြေအနေတခုရှိပါတယ်ဆိုပြီးတော့ကျွန်တော်တို့အပေါ်ကြီးတွေသွားတာလဲကျွန်တော်တို့များခဲ့ပြီတွေးကြုံခဲ့ပြီဆိုတော့တိုင်းအပေါ်ကြီးကြည့်ပဲမလိုက်တာပိုကောင်းပါတယ်ဈေးတန်းလေးကြည့်ပြီးတော့ပဲကျွန်တော်တို့ဒီတိုင်းမစောစားတဲ့တာပေါ့ဗျာကျွန်တော်တို့အပေါ်ကြီးဒီပွဲမှာမထွက်အနေနဲ့ကကျွန်တော်တို့အပေါ်ကြီးလိုက်တဲ့လားဆိုတော့အပေါ်ကြီးအနေနဲ့တိတ်ပြီးတော့လိုက်တဲ့အခြေအနေရှိလားဆိုတော့အခြေအနေကတော့ရှိပါတယ်ဒီ3လုံး35အစားအနေနဲ့ကတော့3လုံးအစားအနေအပြားအစားအနေနဲ့တော့ကျွန်တော်တို့လိုက်တဲ့ခြေတံမျိုးပေါ့ဒါပေမဲ့ကျွန်တော်ကတော့ဘိုးကောင်းစီကျတော့ဒီမကြိုက်တော့တာကဒီဥစားစုနာလည်းဟိုဖြစ်တယ်ဗျ level 2ကစားနေတဲ့အတင်းလို့ပြောလို့ရတဲ့အခြေအနေတစ်ခုဖြစ်ရှိတာကြောင့်ကျွန်တော်ကမထွက်ပဲကျွန်တော်တို့နေတာကောင်းပါတယ်ကိုပေါင်းကျွန်တော်နေလို့သိအဆင်မပြေတော့ကျွန်တော်တို့ဒီမထွက်ပဲ body ဈေးပဲနေတာကောင်းမှတင်တယ်အဲကြောင့် body မထွက်ကျွန်တော် body ထိုင်ပါတယ်ဒီနေ့ကတော့၄ပွဲပါပဲကျွန်တော်အစောပွဲတွေရှိပြဒီနေ့အစောပွဲတွေကကျွန်တော်ဒီ channel မှာပဲတင်ဖြစ်တယ်အစောပွဲတွေကျတော့သိပြီးတော့ဒီအစောမရိုက်ဖြစ်တာကြောင့်မမီမှာဆိုလို့ဒီညီကိုတွေမမီလိုက်မှာဆိုလို့အစောပွဲတွေသိပြီးတော့မရိုက်ဖြစ်တော့တာအဲကြောင့်ဒီပွဲအစောပွဲတွေတော့ပါပါတယ်ဒီအခုဒီနေ့ပွဲတွေကတော့ကြော်ဒီနေ့ကတော့ Premier League ဒီအမှတ်ပေးပွဲတွေပြန်စပြီဆိုတော့ပွဲတွေတော့အများကြီးရှိတယ်ကိုစိတ်ချက်ပွဲတွေရွေးချယ်ပြီးတော့ထိုးကြပါဗျာဒါကျွန်တော်အနေနဲ့တော့နီးစပ်ဆုံးရွေးချယ်ပြီးတော့သုံးသပ်ပေးတာဖြစ်ပါတယ်။ကြော်ကိုနဲ့အကြိုက်တူမှာတော့ရွေးချယ်ပြီးတော့ထိုးသေးချင်ပါတယ်။ဒီနေ့ကတော့ဒါပါပဲကျွန်တော်နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ကြရအောင်။